ဆုံးပဲမင်္ဂလာပါသူရှင်မြေကအနည်းမှာအနည်းကဒီနေ့ကိုစက်ကန် CPU ထုံစက်တွေလည်းဟာဘယ် brand ဘယ်နည်းကောက်ရည်ရနိုင်လဲဆိုတာကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ဒီကိုစက်ကန် CPU ထုံစက်တွေရဲ့မှာဆိုလို့ရှိရင်အိန္ဒိယ brand ကိုအနည်းကအရင်ဆုံးပြပြပေးပါမယ်ရှင်ဒီအိန္ဒိယ brand တွေမှာဆိုလို့ရှိရင် on နဲ့ travel test တွေအသုံးပြုခြင်းနဲ့နည်းကောက်ရည်လေးကြီးတာကြိုက်တယ်တောင်သူကြီးတို့အတွက် Java နည်းကောက်ရည်80နှစ်စီးရွေးချယ်စရာရှိပြီးတော့ New Holland ထဲမှာဆိုလို့ရှိရင် Go Upper တစ်စီးရွေးချယ်စရာရှိပါမယ်။စလုံးသီးသန့်ထဲမှာဆိုလို့ရှိရင်တော့ Fantrap 55ကောင်ရှိပဲ။ Mahindra 60နဲ့ Sonalika 25ကောင်ဆိုပြီးတော့ရွေးချယ်ဝယ်ယူလို့ရပါတယ်ရှင်။ Korea brand ဒေတောင်းထဲမှာဆိုလို့ရှိရင်တော့မြေကောက်ရည်တဲ့ကြီးခေါ်လဲပါတယ်ရွေးချယ်စရာနှစ်စီးဒေတောင်း90-20ရှိပါမယ်။မြေကောက်ရည်အသေးထဲမှာဆိုရင်တော့ဒေတောင်း60-20ဆိုပြီးတော့ရွေးချယ်ဝယ်ယူလို့ရပါတယ်ရှင်။အနေအခုပြပြပေးသွားတဲ့ဒီကိုဆက်ကန် CPU ထွန်ဆက်တွေကိုရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့အနေရဲ့ဒီချက်ပေါက်ကနေတစ်စင်းဖြစ်ဖြစ် comment ကနေတစ်စင်းဖြစ်ဈေးနှုန်းလေးတွေကိုဆက်သက်စုံစမ်းပေးညဝယ်ယူနိုင်ပါတယ်။ online ကနေပြီးတော့ဆက်သက်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်39944459 2639နဲ့39944459 2622တို့ကိုအသေးစိတ်ဆက်သက်စုံစမ်းပေးညဝယ်ယူနိုင်ပါတယ်ရှင်။